ဟံဗဟိအန္တဇယံတုကတံအမိတံဝိရဇံနာလိတံအတုလံစရဏံတိဘဟုပတမံယမကံဒုက္ခတံတရဏံပနာမာမိစေနံ9 ရက်စနေနေ့9 ရက်12 လ 2025ရွှေဒဂုံစံတော်ရှင်မြတ်ကြီးဖြစ်ပါတယ်ရွှေဒဂုံစံတော်ရှင်မြတ်ကြီးကိုဖူးမြော်ရလို့အတွက်ကြောင့်ဖူးမြော်ရသူအပေါင်းစိတ်အေးချမ်းသာပေးပြာဟုကြွားကြပါစေ